ကောင်းတဲ့လူတယောက်ကကောင်းစားနေတာဟာသူ့လုပ်တဲ့မကောင်းမှုတွေကအကျိုးမပေးသေးလို့သူတို့ဆိုလို့တယ်အကျိုးမပေးသေးဘူးဆိုရင်သူကောင်းစားနေတတ်တယ်ပါဘောပိပတ္တိဖတ္ထရာယဝပပန္နပစ္စတိမကောင်းတဲ့လုပ်ရတွေကမရင်းကျက်သေးဘူးမကြွားမဖြစ်သေးဘူးနော်အကျိုးပေးဖို့အချိန်မတန်သေးဘူးဆိုလို့ရှိရင်သူဟာအကောင်းနဲ့ကြုံတွေ့နေတတ်တယ်အဲ့ဒီအကောင်းနဲ့ကြုံတွေ့နေခြင်းသည်သူမကောင်းတာလုပ်လို့ကြုံတွေ့ရတာမဟုတ်ဘူးတဲ့ယဒါသပစ္စတိပပံအထပဘောပပနိပတ္တိအေးမကောင်းတဲ့အလုပ်ကမကြွားဖြစ်လာပြီရှင်းကျက်လာပြီအကျိုးထုတ်လုပ်ပြီးဆိုတဲ့အခါမှာကြတော့တဲ့မကောင်းတဲ့လူဟာမကောင်းကျိုးတွေပဲတွေ့ပါလိမ့်မယ်ရှိတယ်လေတခါတည်းလူတွေဟာမဟုတ်တာလုပ်တဲ့လူတွေကချီးပွားနေဟုတ်တာလုပ်တဲ့လူတွေကဆင်းရဲနေတယ်ဆိုတဲ့အခါမှာတို့ဟုတ်တာလုပ်လို့ဆင်းရဲတယ်လို့စိတ်ကတွေးပြီးသွားတယ်အဲ့တော့ငါလည်းမဟုတ်တာလုပ်မှပဲလို့သွားတွေးပြီးပြန်နော်မဟုတ်တာလုပ်တဲ့လူတွေကောင်းစားနေမဟုတ်တာလုပ်လို့ကောင်းစားတယ်လို့သွားတွေးတာအဲ့ဒါကြောင်းကျိုးစီလျော်မှုမရှိဘူးတကယ်အစစ်မှန်ကကောင်းတဲ့အလုပ်ကမှကောင်းကျိုးကိုဖြစ်စေတာမကောင်းတဲ့အလုပ်ကမကောင်းကျိုးကိုဖြစ်စေတာဒါကနိယမဆိုတာခိုင်မာတဲ့သဘာဝတရားအဲ့ဒီခိုင်မာတဲ့သဘာဝတရားကြီးကလမ်းကြောင်းလွှဲပြီးတော့မကောင်းတာလုပ်ပြီးကောင်းစားနေတယ်ကောင်းတာလုပ်ပြီးမကောင်းစားဘူးဆိုတာလူတွေမျက်စိလဲသွားတာမြတ်စွာဘုရားအဲ့ဒါကိုထောက်ပြတာအဲ့မကောင်းတဲ့အလုပ်ကအကျိုးပေးချိန်မတန်သေးဘူးဆိုရင်ကောင်းစားနေတတ်တယ်မကောင်းတဲ့အလုပ်အကျိုးပေးပြီဆိုတဲ့အခါကျခံမရောတို့ဆိုလို့တယ်ဘယ်ဟာပဲဖြစ်အချိန်ဆိုတာရှိတယ်လေတတိတောင်မှအချိန်စိတ်မှမဲ့တာလေအခုတည်းပင်ကတည်းတီးလေးတွေတီးနေတယ်ဆိုတော့ပုံမှန်ပြေပါဆိုရင်စတီးလာပြီတည်းကင်းလေးတွေပေါ်လာပြီအဲ့ဒီအချိန်မှရှိတဲ့အစေးကစိုက်လို့ပဲရအောင်ပါတော့ရှင်းကျက်တာမှမရှိသေးတာအဲ့ဒီသဘောမျိုးပဲတီးကစားလေးကစိုက်လို့မရသေးဘူးအဲ့ဒါကိုမြတ်စွာဘုရားကဆုံးမထားတဲ့အခါမှာကိုယ့်ကိုဆင်ញင်သုံးသပ်ရမှာကဘာတော့မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးကိုတွေ့တယ်ဆိုတာပုံသိနိယမမကောင်းတာလုပ်ပေမဲ့လို့မကောင်းတဲ့အလုပ်ကအကျိုးပေးချိန်မရောက်သေးဘူးဆိုရင်ကောင်းစားနေတတ်သေးတယ်နော်အကျိုးပေးပြီဆိုရင်မကောင်းတဲ့အလုပ်ဒီမကောင်းကျိုးကိုပေးလိမ့်မယ်ဒါပုံသိမှတ်ရမယ်ဟာ